အဲ့လိုမျိုးဆိုတာဖိုးတော့မရှိဘူးလား ဩဖေကျွန်တော်ဟုတ်လား ဖေစနမတယ်တဲ့မဲ့အဲ့ဒါဥစ္စာပြလိုက်တယ်မဟုတ်မှန်အာဩဒီမှာ အဲ့ဒါပါကကြီးခေါ် အဲ့ဆက်ယူစီလေး ရတယ်ပါဖေဒီမှာဟုတ်လားမှန်တယ်မလား ဘယ်စားအဲ့ဒါလေးရေးသလား အဲ့တော့မှမြန်မာလိုလေဒီမှာမြန်မာလိုကကြီးအဲ့ဒါလေ ဆက်လို့တင်နေတာလားဘယ်စားလေးဆဲ ဟုတ်တယ်လေဒီမှာဖပြလိုက်ကြည့်တယ်လို့လား ဒီကစားပါတာ ကကြီးဟုတ်လားဆိုတော့ရေးရမှာလား ကောไก่အဲ့ဒါကောไก่လေ ဟုတ်တယ်လေ အဲ့ဒါပေါ်လေစတိုင်းနေမှာ ဖမ်တူနော် မဟုတ် ဖိုင်ရောရတယ်အဲ့ဒီမှာ แก้วไม่ใช่ชอบอะไรเนี่ยคือไม่เข้าใจ ကျွန်တော်ဒီလို ถ้าเขียนแบบจบจาก ဒီမှာလေဒီအားဗာလဲ ก็ไก่เลยเดี๋ยวมาเลยมันตีไม่ติดเลยเอ๊ะจะมะเขือติ้วเลย ဟုတ်လား တော့ဘယ်လိုရရကြကြတည်း ဒီအားဒီလိုပဲဒီမှာပါတယ်ဒီအားဒီအောင်မပေါ့ဒီအားဗာလဲမိုက်ထိုမိုက်တူလီမိုက်ကြောက်တော့အဲ့ဒါ အဲ့ဒါဆိုရရလားဆိုအားဆိုအဲ့ဒါလားအဲ့ဒါไม่โทรนี่มันไม่สระอีအဲ့ဒါဘယ်လိုလုပ်လဲပြောမှဆိုတော့ ဆက်လို့တင်နေတာလားဆက်လို့တင်နေတာလားအစ်တော့မြန်မာလိုတည်တယ်လေအဲ့ဒါဒီမှာကကြီးဆိုရင်ဒီမှာကကြီးမဟုတ်လားအဲ့ဒါ အဲ့တော့ကောက်ไก่เลยขอไข่ใช่ขอไม่ใช่นี่นอนหนู ဒီအားဟာလေ แม่ก็จะไปอยู่มั้ยဆက်လို့ဆက်လို့ယူတယ် ကြီးလေကကြီးကိုကြီးလေဆက်မအဲ့တော့ဖေကျွန်တော်အဲ့တော့44လောက်ရှိရမလားใช่ မြန်မာဆို พ မှာ ยัญชนะဆက်လို့ တော့မြန်မာမှာ33လောက်ပဲရှိတယ် ညမလို့ဆက်တယ်ဆက်လို့40တယ်အဲ့ဒါဘာလဲဆက်လို့တရားလားဆက်ယူလား မဟုတ်ဘူးမြန်မာလို အဲ့ဒါဖိုးတော့စီရလားဆက်လို့တည်တယ်ဖုန်းမိတယ်လေ